ညဘက်လေကျွန်းရင်တရေလာမှာမဟုတ်ဘူးဘေးငါလူတွေအိမ်မရလို့မင်းကိုထွက်ဆဲမှာတိတ်နေစားပါလူတွေကတရေတဲ့ကြောက်ဖို့ပိုကောင်းတယ်ဆိုတာမှတ်ထားဦးတခါကုံကိုမနှမ်းနဲ့ဆိုတာနက်ရှိလို့မဟုတ်ဘူးနေပံများရင်တခါကုံပဲ့ထွက်သွားမှာစိုးလို့ပြတ်သွားရင်မင်းပဲပြန်ပြင်းရမှာနက်ကမင်းကိုမရိုက်ဘူးမင်းအဖေပဲမင်းကိုကမ်းမှာညဘက်အကြီးပြင်လှမ်းတာတရေချောက်တာမဟုတ်ဘူးအဝက်ကမှုတက်ပြီးနန်စော်သွားမှာစိုးလို့မနေ့ကျရင်ဖင်ရလို့ကုတ်နေရမှာတရေကမင်းအကြီးကိုလာမိုးဘူးငတုံးနဲ့အနောက်ဘက်ခေါင်းထားအရင်တေမှာမဟုတ်ဘူးနေဘုံရှိန်ကြောင့်မင်းခေါင်းမီးတောက်မတက်ပူနေမှာအိမ်မပျော်လို့မျက်ကွင်းညိုနေတာကိုတရေစီးတယ်လို့လာမပြောနဲ့အောင်တခါချင်းဆိုင်နေလို့လာပိတ်တာမဟုတ်ဘူးလေးတိုက်ရင်ဖုန်းတွေမင်းပတ်သက်တဲ့အကုန်ဝင်ကုန်မှာစိုးလို့အိမ်ထဲမှာဖုန်းတွေတက်ပြီးမင်းပဲပင်ပန်းရမှာပတ်စံပြေးတာမဟုတ်ဘူးကွာလူမောတာအမောင်ထဲမှာလက်သိမ်းညက်ရင်အသက်တူမှာမဟုတ်ဘူးအဲ့ဒါမင်းလက်ချောင်းကိုညက်မိမှာစိုးလို့တားတာအရင်ခိတ်ကမီးမရှိလို့လေခုတော့မီးဖွင့်ပြီးညက်စမ်းပါထုတ်တန်းအောင်အိမ်ရင်အိမ်မက်စိုးမတ်တာမဟုတ်ဘူးထုတ်တန်းကဟောင်းပြီးမင်းပိုက်ပေါ်ပြုတ်ကျလာရင်မင်းအသက်ထွက်မှာစိုးလို့တားတာအန်တီရဲ့ရှိလို့ဖယ်ခိုင်းတာနားလေလားညဘက်အိမ်လဲရင်လမ်းတိတ်တာမဟုတ်ဘူးကောအမောင်ထဲမှာအမိုက်လဲရင်ရွှေစတွေပါသွားမှာစိုးလို့တားတာအဲ့ဒါကိုလန်တိတ်တယ်လို့ခြောက်ထားကြတာလေငါးကိုလှန်စားရင်လှေမောက်တာမဟုတ်ဘူးဟင်းရည်တွေစင်ပြီးငါးက progress ဖြစ်ကုန်မှာယဉ်ကျေးမှုရှိစားစမ်းမှာငါးလန်လိုက်လို့တမောမောက်ရင်အဲ့ဒီတင်မာကစကူတင်မောပဲဖြစ်